ကျွန်တော်မိတ်ဆွေနော်တနင်္ဂနွေသားသမီးများအားလုံးနော်စိတ်ချမ်းသာရင်ကိုယ်ချမ်းသာရင်နဲ့ပြည့်စုံပြေဝကြပါသည်လို့ကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့စုမှုကောင်းများတောင်းပေးလိုက်ပါလိမ့်မယ်နော်ကျွန်တော်တို့ဒီနေ့မှာ29ရက်17လ2025ခုနှစ်ကနေပြီးတော့9ရက်12လ2025ခုနှစ်နော်တပတ်တာကာလမှာတွေ့ကြုံရမယ်တနင်္ဂနွေသားသမီးတွေရဲ့ကံစားတာကိုကျွန်တော်အနေနဲ့တွက်ချက်ပြီးတော့ကံကြမ္မာနမိတ်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီဟောကြားမှုအစီအစဉ်လေးမစတင်ခင်နော်ကျွန်တော်ရဲ့ဒီနေ့ပညာနော်ကျွန်တော်ကိုတင်ကြားပေးခဲ့တဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်တင်ဆရာကြီးဖြစ်တဲ့ဆရာကြီးဦးကန်တို့ကိုဒီနေရာနေပြီးတော့ကျွန်တော်ကလက်ဆယ်ပြားထိမှမွေးဝဏီဝနာမိရိုသေစွာနဲ့ရှ िख ိုးကြော့ခြင်းပါတယ်ဗျာနော်ဟောကြားမှုအစီအစဉ်လေးမစတင်ခင်ကျွန်တော်ရဲ့မိတ်ဆွေလေးကိုကျွန်တော်ကနေပြီးတော့ဒီကနေပြီးတော့မေတ္တာလက်ဆောင်အနေနဲ့နော်စကားလေးတစ်ခုပြောကြားပေးခြင်းပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့အရှိရေးမှာအစင်မပြေတဲ့လူတွေအရှိရေးနဲ့ပတ်သက်ပြီးတော့အစားအရာစိတ်ပူပန်တော့ကရောက်နေရတဲ့လူတွေအတွက်ပေါ့နော်အဲ့ဒါဒီအတွက်ကျွန်တော်ကိုယ်တိုင်စီရင်ပြီးတော့လှုပ်ဆောင်ပေးထားတဲ့နော်လှုပ်ဆောင်ပေးထားတဲ့နော်ပူတာကျုပ်အစီရင်ပေါ့နော်ပူတာကျုပ်အစီရင်လို့ခေါ်ပါမယ်ဒီမှာတော့ဒါပူတာကျုပ်ကျိုးဖြစ်ပါတယ်နော်ဒီကျိုးနဲ့ပတ်သက်ပြီးတော့စောင့်ထားမယ်ဆိုလို့ရှိရင်ပူတာကြီးကံနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ကောင်းမွန်လာတာကိုတွေ့ရပါလိမ့်မယ်နော်ချစ်သူရေးသားကိစ္စတွေအစင်မပြေတာတွေနော်ဒါမျိုးတွေအတွက်ဆိုလို့ရှိရင်တော့တော်လေးကောင်းတာကိုတွေ့ရပါလိမ့်မယ်နော်နောက်တစ်ခုကတော့ကျွန်တော်ရဲ့တန်ဖိုးတွေထောင်ကိုမန်းမုတ်ပြီးတော့ရရှိထားတာဖျောင်းနိုင်ဖြစ်ပါတယ်ဒီဖျောင်းနိုင်ပေါ့နော်တန်ဖိုးတွေထောင်ရွတ်ဆိုပြီးတော့ကျွန်တော်ဒိဋ္ဌာန်နေထားတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်ဒီဖျောင်းနိုင်ကိုစောင့်ထားမယ်ဆိုလို့ရှိရင်တော့လက်လာဘအရာမှာတော်တော်လေးတော့ကောင်းတာကိုတွေ့ရလိမ့်မယ်လက်လာဘမှာတော့တော်တော်လေးလက်လာဘပွင့်လန်းတာကိုဒါမျိုးလေးတွေတွေ့ရလိမ့်မယ်ဒါနှစ်ခုအနေနဲ့ကျွန်တော်မိတ်ဆက်ပေးတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်လိုက်ကတော့နော်မလေးရှားနိုင်ငံထဲမှာရှိတဲ့လူတွေဆိုလို့ရှိရင်တော့တော်တော်များများပေးဆောင်ပေးပါမယ်เนาะအခြားနိုင်ငံတွေမှာရှိတဲ့လူတွေဆိုလို့ရှိရင်တော့เนาะတဆင့်เนาะဒီမလေးရှားနိုင်ငံကနေပြီးတော့တဆင့်နေယူဆောင်လို့ရလို့ရှိရင်တော့ကျွန်တော်ပို့ပေးမယ်เนาะအခက်အခဲလေးတော့ရှိတယ်ပေါ့เนาะဟုတ်ပါပြီကျွန်တော်တို့ post address အစီအစဉ်လေးစလိုက်အောင်ပေါ့เนาะ29ရက်17လ2025ခုနှစ်ကနေပြီးတော့9ရက်12လ9ရက်12လ2025ခုနှစ်တပတ်တာမှာတွေ့ကြုံရမယ်တနင်္ဂနွေသားသမီးတွေရဲ့ကာတာတာကိုကျွန်တော်အနေနဲ့ကဏ္ဍတစ်ခုချင်းစီကိုတွက်ချက်ပြီးတော့ကံကြမ္မာနမိတ်ကိုဟောကြားပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေရဲ့အလုတ်ကံအနေစတင်ပြီးတော့ဟောကြားပေးခြင်းပါတယ်နော်အလုတ်ကံနဲ့ဆိုလို့ရှိရင်တော့ဒီကာလမှာတော်တော်လေးအလုတ်ကံဖွင့်လန်းနေနော်တိုးတက်လာတာအလုတ်ကံဖွင့်လန်းနဲ့ပတ်သက်ပြီးတော့နော်တရင်ကောင်းကြရတာယာရုတိုးတာယာရုတစ်တွေလောက်ကံရယာရုတိုးလုပ်ငန်းတိုးတွေနော်ဒါမျိုးလေးတွေတွေ့ကြုံရတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နော်ကံအလုတ်ကံဖွင့်လန်းနဲ့ပတ်သက်ပြီးတော့ကံသာတာလေးအတော်လေးကောင်းနေတာကိုတွေ့ရတယ်ကျွန်တော်တို့ဘာလေးဖြစ်မလဲဆိုလို့ရှိရင်တော့ဒီကာလမှာပေါ့ကံခွင်လန်းနဲ့ပတ်သက်ပြီးတော့အလုတ်ကံနဲ့ပတ်သက်ပြီးတော့တော်လေးကောင်းတယ်ဒါပေမဲ့ကိုလုပ်နေတဲ့လုပ်ငန်းမှာနော်စိတ်ပြက်ထားတို့နော်အလုတ်ကိုစိတ်မဝင်စားတာတို့ဒါမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်တွေလတွေကနော်စိတ်ပင်ပန်းထားတဲ့လူတွေနော်စိတ်ပင်ပန်းထားတဲ့နော်အချိန်တွေစိတ်ပင်ပန်းထားတဲ့ဒဏ်ရာတွေနော်စိတ်ပင်ပန်းလူပင်ပန်းဖြစ်လာတဲ့ဟာတွေကဒီကာလမှာပေါ်ပေါက်လာတဲ့ဟာမျိုးပေါ့နော်ဒါမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါလေးနဲ့စိတ်ပင်ပန်းအလုတ်နဲ့ပတ်သက်ပြီးတော့အလုတ်အစင်မပြေဘူးလားဆိုတော့ပြေးတယ်ဒါပေမဲ့အလုတ်မှာလှုပ်ရှင်ကိုင်းစိတ်ကြောက်တာเนาะအလုပ်ကိုလုပ်နေတဲ့အလုပ်ကိုစိတ်မပါတာဒါမျိုးလေးတွေတွေ့ကြုံရတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်เนาะနောက်ထပ်ဝေးကြီးကံစားတာဝေးကြီးကံစားတာမှာဆိုလို့ရှိရင်တော့ဝင်ငွေနဲ့ထွက်ငွေနဲ့မမျှနေတာဒါမျိုးလေးတွေကြုံရတတ်တယ်เนาะငွေကြီးနဲ့ပတ်သက်ပြီးတော့เนาะပေးရတဲ့အရာတွေများနေတာကိုရတဲ့လာတာနဲ့ကိုရတဲ့ဝင်ငွေနဲ့เนาะဒါမျိုးလေးတွေမမျှတာဒါမျိုးလေးတွေတွေ့ရတယ်နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့နော်ငွေနဲ့ထွက်ငွေနဲ့မမျှနေတာဒါမျိုးလေးတွေတွေ့ရတတ်တယ်နောက်တစ်ခုကငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုကနေပြီးတော့ပဲတာဝန်ယူဖြည့်ရှင်းပေးနေရတာနော်ကိုကနေပြီးတော့ပဲတစ်ဖက်သားရဲ့နော်အကူအညီလိုတာတွေတစ်ဖက်သားရဲ့လိုအပ်ချက်တွေကိုကိုကနေပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းပေးနေရတာဒါမျိုးလေးတွေကြုံတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ဟောကိုကနေပြီးတော့တာဝန်ယူဖြည့်ရှင်းပေးရတာเนาะအကိုကြာလေးတွေများနေတာဒါမျိုးလေးတွေတွေ့ရတယ်เนาะကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်တော့အထူးသဖြင့်အစားတောင်မှားတတ်တာမျိုးတွေเนาะခြေစစ်လက်စစ်တွေပါတွေเนาะနာကျင်ကြိုက်ခဲတာမျိုးတွေဒါမျိုးလေးတွေကြုံရတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်เนาะ
ပညာရေးနယ်ပယ်မှာဆိုလို့ရှိရင်တော့အနောက်ရှက်ပေါ်တတ်တာပေါ့နော်ကိုကမကြိုးစားဘူးလားဆိုတော့ကိုကကြိုးစားတယ်ဒါပေမဲ့အနောက်ရှက်လေးတွေပေါ်တတ်တယ်ဒါမျိုးလေးတွေဖြစ်တတ်တယ်နော်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာသာရေးလုပ်ငန်းလေးတွေမှာအဋိဌာန်တွေဝင်နေတယ်အဋိဌာန်တွေနော်ပတိတွေစိတ်နေတယ်ဒါမျိုးဒီလိုမျိုးတွေတွေ့ဆိုလို့ရှိရင်တော့အဖြက်ကလေးတွေဝင်တတ်တာပေါ့နော်ဖျားတရားလုံးချင်းစိတ်တွေပျောက်တာနော်အဋိဌာန်ဝင်ကျင်တဲ့စိတ်ကလေးတွေပျောက်တာဒါမျိုးလေးတွေဖြစ်တတ်တယ်အိမ်တော်ရဲ့ရှေ့မှာဆိုလို့ရှိရင်တော့အထူးတလဲကောင်းမွန်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကာလမှာအိမ်တော်ရဲ့ရှေ့နဲ့ပတ်သက်ပြီးတော့နော်ကိုရင်တော့ကရောက်နေတဲ့လူစိတ်တော့ခရောက်နေတဲ့ဒါမျိုးလေးတွေအဆင်ပြေတတ်တယ်နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အရှိအဆင်ပြေတယ်နော်ကိုယ့်ရဲ့ရှိသူနဲ့ကိုယ့်ရဲ့ဂျားထဲမှာနော်တန်တရားလေးတွေဝင်တာနော်ယုံကြည်စိတ်ကလေးတွေမရှိတာနော်တစ်ဖက်အိမ်တော်တွေများအတွက်ဆိုလို့ရှိရင်လေဟိုနော်ကိုယ့်ရဲ့အိမ်တော်တွေကနော်ပြောရဲ့စကားတွေကိုအိမ်တော်ပဲရှင်းချင်းနော်မတိမတိလေးတွေဖြစ်တာနော်ယုံကြည်မှုလေးတွေကင်းမဲ့တာကိုယ့်ရဲ့စကားလေးတွေကအရာမရောက်တာဒါမျိုးလေးတွေဖြစ်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နော်ဒီအញ្ញံ့ခိုက်တွေနော်ပြေပြောက်ပြီးတော့ကောင်းကျိုးချမ်းသာလို့ရေးဆန္ဒတွေရရှိစေဖို့ဆိုလို့ရှိရင်တော့စီးရဲနွမ်းပါတဲ့သူတွေနော်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဖျားမှာပေါ့နော်စီးရဲနွမ်းပါတဲ့သူတွေမရှိဘူးကိုထဲမှာကိုနားလေးမှာနော်သူအရောက်ပေါက်နေတဲ့နေရာမျိုးတွေဆိုလို့ရှိရင်တော့မြတ်စွာဘုရားမှာပေါ့နော်ရေတန်မှုခုနှစ်ဘူးနော်ကတ်လူပြီးတော့ဆူတောင်းမှာရေနဲ့ပတ်သက်ပြီးတော့ထူတန်းပေးပါနော်ဘုရားเจ้าနေပါတွေသွားတယ်ဘုန်းเจ้าနေနဲ့နီးတဲ့နေရာတွေဆိုလို့ရှိရင်လည်းနော်ရေကုသိုလ်ဒါနလုပ်ပေးပါလို့ကျွန်တော်အနေနဲ့ပြောကြားပေးခြင်းနဲ့ဖြစ်ပါတယ်နော်အယောင်အနေနဲ့ဆိုလို့ရှိရင်တော့အပြာရောင်တို့မိခိုးရောင်တို့ဒါမျိုးလေးတွေကောင်းပါတယ်နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ဒီကနန်းရှက်ကနန်းတွေကိုအာသနာပါတယ်ဆိုတဲ့လူတွေတော့ဒီကနန်းတို့၆ကနန်းတို့နဲ့ပတ်သက်တဲ့နော်ဒီနာလေးထိုးပြပါနာလေးကန်ဆန်းပြပါလို့ကျွန်တော်အနေနဲ့ပြောပေးခြင်းပါတယ်နော်အားလုံးပဲကျွန်တော်မိတ်ဆွေနော်တနင်္ဂနွေသားသမီးများနော်ဒီနေ့29ရက်17လ2025ခုနှစ်ကနေပြီးတော့နောက်လာမယ့်2000နဲ့မှ12လပိုင်းဒီဇင်ဘာလ12လပိုင်း9ရက်နေ့အထိเนาะကံကြမ္မာနမိတ်ကိုကျွန်တော်အနေနဲ့ဟောကြားပေးခြင်းဖြစ်ပါတယ်เนาะဒီတစ်ပတ်တာမှာလည်းเนาะအကောင်းဆုံးဆိုတဲ့အရာတွေရရှိပါသည်ဝင်ငွေလက်လာပါမြင်မဲ့တို့အတွက်ကြီးပွားကြပါသည်လို့ပြောကြားပေးရင်းနဲ့ကျွန်တော်တွေရဲ့ဒီတိုက်ကိုရန်နာခွင့်ပြုပေးပါခင်ဗျာเนาะအားလုံးပဲစိတ်ချမ်းသာရေးကိုကြမ်းပါရင်နဲ့ပြည့်စုံပြည့်ဝကြပါ